ကျောင်းသားတွေအဓိကကြုံတွေ့နေရတဲ့ပြဿနာ၃ခုရှိတယ်။ပထမတစ်ခုကတင်တဲ့စာကိုနားမလည်ဘူး။နားလည်ပြန်တော့လည်းစာမကျင်နိုင်ဘူး။စာကျင်နိုင်တော့လည်းစာရောတယ်မိတယ်ပေါ့။အဲ့တော့အကယ်၍ဒီပြဿနာ၃ခုကိုသာဖြေရှင်းနိုင်တယ်ဆိုလို့ရှိရင် student life ကတော်တော်လေးအဆင်ပြေသွားပြီ။ဆိုတော့တင်တဲ့စာကိုနားမလည်တာကျွန်တော်တို့ဘယ်လိုပုံစံနဲ့ဒီစာကိုသင်ယူနေတယ်လဲနဲ့ဆိုင်တယ်။ဥပမာကျွန်တော်ဆိုလို့ရှိရင်သင်ချာတွေပါတယ်ဆိုလို့ရှိရင်ဒီ equation တွေပါတယ်ကိုပုံနေနဲ့ပေါ့နော် visualize လုပ်ပြီးတော့မှမျက်စိထဲမှာကော့ကော့ကွန်ကွင်းမြင်နိုင်မှဒါကိုနားလည်တော့မှကျွန်တော်ထပ်ပြီးတော့မှတွက်နိုင်တဲ့ level ကိုရောက်တာပေါ့နော်ဆိုတော့ကိုယ်အနေနဲ့ဘလို့ပုံစံမျိုးနဲ့သင်ယူမှနားလည်နိုင်မှလဲဒီပုံမှာမူတည်ပြီးတော့မှကျွန်တော်သင်ယူတဲ့ပုံစံဒါကိုသိရမယ်ပေါ့နော်လူရဲ့ချက်ကအကယ်၍ဒီစာကိုနားလည်သွားလို့ရှိရင်လည်းကျွန်တော် plain ချက်လို့မရအောင်ကျွန်တော်တို့စာချက်တဲ့နီးစနစ်ရှိရပေါ့နော်ဥပမာ active recall တွေနောက်တစ်ခုကကျွန်တော် solution စာတွေဘာတွေမှတ်တယ်ဆိုရင် Feynman technique နဲ့သူများကိုပြန်ပြီးရှင်းပြရရှိတယ် memory palace ဒီလိုမျိုးစာမှတ်တဲ့နည်းလမ်းတွေအများကြီးရှိတယ်ကိုကဒီအကြောင်းအရာကိုခေါင်းထဲကိုဘယ်လိုထည့်တယ်လဲဒီလိုပုံစံပေါ့နော်ဒါကဒီပုံမှာမူတည်ပြီးတော့မှလည်းတယောက်နဲ့တယောက်ဒီကြက်မှတ်တဲ့ပုံစံမှာမြင်ရတယ်ရပြီးတော့မှဒီခေါင်းထဲကိုဘယ်လိုဆွဲတယ်လဲဒါတွေလည်းကွာသွားနိုင်တယ်။တရားချက်ကတော့ကျွန်တော်တို့စာရီကြက်နိုင်တယ်ဆိုရင်တော့မှစာရီကအများကြီးပဲဘာသာရပ်တွေကအများကြီးပဲဆိုတော့စာရီရောတယ်မေ့တယ်ဆိုတော့အဲ့ဒီအပေါ်မှာကျတော့ကျွန်တော်တို့ memory ပေါ့နော်ကိုယ့်ရဲ့အုံနောက်ကမှတ်ဉာဏ်ကိုကိုအကောင်းဆုံးဘယ်လိုအသုံးချမလဲကိုအောက်နောက်ကိုဘယ်လိုနားလေတယ်လဲဒီပေါ်မှာကျွန်တော်တို့အကောင်းဆုံးဘယ်လိုသုံးချပြီးလေ့ကျင့်တယ်လဲဒီပုံမှာမူတည်ပြီးမှကျွန်တော်တို့ပြန်ပြီးတော့မှ꿰တယ်ပေါ့နော်ဆိုတော့ပြဿနာ၃ခုအပိုင်း၃ပိုင်းဒီ၃ပိုင်းကိုဖြေရှင်းနိုင်တယ်ဆိုလို့ရှိရင် student life ကတော်တော်လေးအဆင်ပြေနေပြီအဲ့တော့အဲ့ဒီအဟာတွေအားလုံးရဲ့အဖြေကဘယ်မှာရှိလဲဆိုတော့ကျွန်တော်ရဲ့ဒီ1% better everyday YouTube channel နဲ့ကျွန်တော်စာရေးနေတဲ့ blog post မှာရှိရပေါ့နော်ဒါကတော့ကျွန်တော်ရဲ့1% better everyday YouTube channel ပေါ့နော်ကျွန်တော်ဒီမှာစာလုံးနဲ့ပတ်သက်ပြီးတော့မှနီလန်းကောင်းတွေကိုအများကြီးဝင်ပြပေးထားတယ်ဥပမာအဖြစ်ဆိုလို့ရှိရင်ចောင်းသားတွေအနေနဲ့ရှေ့ချက်နောက်မိဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးမဖြစ်အောင်လို့ဒီစာဘယ်လိုလုပ်ရမလဲတိုင်တွေပဲဘယ်လိုဆွဲရမလဲဆိုတဲ့ဒီမှာကျွန်တော်တိုင်တွေပဲဆွဲနည်းကိုပြပေးထားတယ်နောက်တစ်ခုကကျွန်တော်တို့ចောင်းသားအနေနဲ့ note ထုတ်တယ်ပေါ့နော်ဆိုတော့ကိုပြန်စာကြည့်ရတာစာလုပ်ရတာကို10သားအထိကိုတက်တာစီမဲ့ note ထုတ်နည်းတွေဒီမှာပြပေးထားတယ်နောက်တစ်ခုကចောင်းသားတွေအနေနဲ့အချိန်ကြာကြီးအာယုံမစူးစိုက်နိုင်ဘူးစာမလုပ်နိုင်ဘူးပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာအာယုံစူးစိုက်ပြီးတော့မှစာဘယ်လိုလုပ်ရမလဲဒီလိုနီးလန်းနေပေါ့နော်နောက်အတွေးများတဲ့သူတွေအတွက်ဒီလိုနီးလန်းနေဒါတွေအများကြီးကျွန်တော်ဝင်းမြပေးထားတဲ့ YouTube channel ရှိတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ bio တို့လိုသင်ချာတို့လိုနောက်ကျွန်တော် eco တို့လိုဒီလိုနီးလန်းနေစာကြက်တဲ့နီးလန်းတွေကိုလည်းကျွန်တော်ဝင်းမြပေးထားတာတွေရှိတယ်နောက်တစ်ခုကတော့ကျွန်တော်ရဲ့ blog post ပေါ့နော်ဒီ blog post ရဲ့စာလေးလာနီး section မှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာစာလို့ချိန်နေနဲ့အမှန်မှန်များရစီမယ်အကြောင်းအရာတွေနောက်စာမွဲဖြည့်ဆိုနည်းနဲ့ပတ်သက်တဲ့ဟာတွေနောက်အကြောင်းသားအလုံးတေချာသိကျင်နေကြမယ်ဒီ active record စာချက်နည်းပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်လည်း post တစ်ခုချင်းစီတိုင်းကိုကျွန်တော်အသေးစိတ်ပေါ့နော်တေချာလေးရေးထားပေးထားတယ်ဆိုတော့ဒီမှာ link တွေနဲ့လုပ်ပေးထားတာဖြစ်တဲ့အတွက်เนาะတင်ပြီးတော့မှချိန်ပြီးပြန်ဖတ်ရှင်နေရတယ်ဆိုတော့ဒီမှာလည်းကျွန်တော်တောက်လျှောက်စာရေးပြီးတော့မှ post တွေတင်ပေးနေရ knowledge sharing တွေလုပ်ပေးနေရပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မှာပြဿနာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဒီ blog post တွေဒီစာလေးလာနေတွေက generalize ပေါ့နော်ကျွန်တော်ចောင်းသားတွေအားလုံးအတွက်အဆင်ပြေမဲ့ e-learning ကိုဒီဘူးရပုံစံမျိုးနဲ့ဝေမျှပေးနေတာဆိုတော့အဲ့ဒီမှာကျွန်တော်ဒီမှာ bio ကိုစာကြက်နီးဆိုပြီးတော့မှ video လေးတစ်ပုဒ်တင်ထားပေးဘူးတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာကျတော့ကျွန်တော်ကဘယ်လိုလုပ်ပြီးလိုက်လဲဆိုတော့ bio စာကြက်နီးကိုလည်းကျွန်တော်ဝေမျှပေးလိုက်တယ်ဘယ်လိုကြက်ရမလဲပေါ့နော်ဆိုတော့ဒီမှာစာကြက်နီးကို step by step သွားတယ်ပေါ့နော်အစိတ်အနေနဲ့ကျွန်တော်ဝေမျှပေးလိုက်တယ်ဆိုတော့ဒီလိုဝေမျှပေးပြီးတော့မှတစ်ခါတည်းပဲကျွန်တော်ဘာလုပ်ပြလဲဆိုတော့ bio ကိုကြက်ပြတယ်ပေါ့နော်ကြက်ပြရင်ထဲမှာကျွန်တော်ကဘာလုပ်ပြလဲဆိုတော့စာရှင်းပြလိုက်တယ်အဲ့တော့ကျောင်းသားတွေအနေနဲ့ကဘယ်လို learning ဖြစ်သွားလဲဆိုတော့ကျွန်တော်ရှင်းပြတာကိုနားထောင်တော့သူတို့အနေနဲ့နားလည်ရတာလွယ်တယ်အဲ့တော့ကျွန်တော်စာရှင်းတဲ့နေရာမှာလည်းပုံလေးတွေနဲ့တေချာနားလည်အောင်ပြောပြတာပေါ့နော်ပြီးရင်စာကြက်တဲ့နီးစနစ်တွေနဲ့ဒီဟာကိုဘယ်လိုသုံးရမလဲဆိုတဲ့ဟာကိုလက်တွေ့သုံးပြတယ်ကိုကြက်ပြီးတယ်ကိုမှတ်ပြီးတယ်ပြီးတော့တစ်ခါတည်းအရာတောက်ပြီးထားတယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုမှာကြတော့ထူးထူးဆန်းဆန်းနေစာကြက်နီးတက်တက်ပဲမဟုတ်ဘဲနဲ့ practical သုံးပြီးတော့မှကျွန်တော်စာရှင်းပေးထားတဲ့ပုံစံပါနေရပေါ့နော်ဆိုတော့အဲ့ဒီမှာဘယ်လို demand ဖြစ်ကြလဲဆိုတော့ကျွန်တော်ဒီ class ကိုဖွင့်ပေးပါ class သင်ပေးပါဆိုပြီးတော့မှကျွန်တော်တောင်းဆိုကြတယ်ပေါ့နော်အဲ့ဒီမှာအချိန်မားတာကြောင့်မို့လို့ဒီ class ကတော့ batch တစ်ခုပဲဖွင့်ပြီးတော့မှဆက်မဖွင့်ဖြစ်တော့ဘူးပေါ့နော်ဆိုတော့အဲ့ဒီမှာကျွန်တော်အကြံတစ်ခုရသွားတယ်
the 1% ဖြစ်လာမယ့် idea ပေါ့လေပုံမှန်အဖြစ်အတန်းတွေက grade 9 10 11 12ပေါ့နော်ဒီအတန်းတွေအကုန်လုံးကကျွန်တော်တို့အမှတ်ကိုဦးစားပေးတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ grade 12မှာကတွဲရဲ့အမှတ်နဲ့တက်တူတက်ခွင့်ရမှာအမှတ်နည်းလို့ရှိရင်ရွေးချယ်ခင်နည်းမယ်ခွင့်လန်းနည်းမယ်အဲ့တော့ဆရာဆရာမတွေအကုန်လုံးကျောင်းသားတွေအကုန်လုံးမိဘတွေအကုန်လုံးကအမှတ်ကိုဦးစားပေးပြီးတော့မှအမှတ်အများကြီးရအောင်လို့ကြိုးစားကြတယ်ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့ပြဿနာလေးတွေအနေငယ်ရှိတယ်ဆိုတော့အမှတ်ကိုဦးစားပြီးတော့ကျောင်းသားတွေအနေနဲ့ဘာဖြစ်လဲဆိုတော့စိတ်ဖိစီးမှုအရန်များတယ်ဆိုတော့တီးတဲ့အတိုင်းပဲအကုန်လုံးတွဲရောက်လို့ရှိရင် pressure တွေများကြပြီစာတွေဖိဖိစီစီလောက်ရပြီပေါ့နော်နောက်တစ်ခုကကျတော့ဒီ class တော်တော်များများကကျွန်တော်တို့ curriculum အရသွားတာကျွန်တော်တို့ဒီ private ကျောင်းတွေပဲဖြစ်ဖြစ် public school တွေပဲဖြစ်ဖြစ်ပေါ့နော်ဒီအချိန်မှာဒီသင်ရိုးကိုပြီးရမယ်ဆိုရင်ဆရာဆရာမတွေအနေနဲ့ပြီးအောင်သင်ရတယ်အဲ့တော့ဘယ်လိုဖြစ်တာလဲဆိုတော့ class တွေအများစုမှာကအမြန်သွားတာတွေရှိရခါကြရင်လည်းအရင်နှီးနေတာတွေရှိရအမြန်သွားတဲ့ခါကြလို့ရှိရင်ကျောင်းသားတွေကမလိုက်နိုင်ဘူးနောက်တစ်ခုကကျွန်တော် Madeline မပါဘူးပေါ့နော်ကျွန်တော်ခုနက G12 bio ဗီဒီယိုမှာကျွန်တော်စာကြက်ပြပေးထားတယ်အဲ့ဒီမှာကျွန်တော်စာကိုဘယ်လိုကြက်ရမလဲဘယ်လိုမှတ်ရမလဲနားလည်အောင်ဘယ်လိုလုပ်ရမလဲ step by step နဲ့ကျွန်တော်ခွဲပြီးတော့မှကိုယ်တိုင်လည်းကြက်ပြသလိုနားလည်အောင်လည်းရှင်းပြပေးလိုက်တယ်ဆိုတော့အကုန်လုံးကအစီအစဉ်ရတယ်ဒါပေမဲ့တကယ်ကျွန်တော်တို့အတန်းတွေထဲမှာ class တွေထဲမှာကျတော့အဲ့လို learning မျိုးမရှိဘူးအကုန်လုံးကကျတော့နားလည်အောင်ရှင်းပြပေးမယ် effort ဒီကိုယ်စီရပဲလာတာအဲ့လိုမျိုးသွားကြတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော် the 1% အတွက်အကြံရသွားတယ်ပေါ့နော် the 1% မှာကကျွန်တော်တို့ကလေးတွေကိုပေါ့နော်ဒီဘာသာရပ်တစ်ခုကိုတကယ်နားလည်ပြီးတော့မှအဓိကကတော့စာလို့ရတဲ့ဟာကိုသဘောကျလာအောင်ဆိုတော့သူတို့စာလို့ရတာသဘောကျတယ်အဆင်ပြေတယ် stress မရှိဘူးဆိုလို့ရှိရင်စာမှတ်တဲ့အပိုင်းမှာအများကြီးလွယ်တယ်အဲ့လိုမျိုးလွယ်နေတဲ့ဟာမှာပို့ပြီးတော့မှလွယ်တော့ကျွန်တော်တို့ storytelling တွေနောက်ပုံလေးတွေနဲ့ပေါ့နော်ကျွန်တော်ပြီးရင်တကယ် real life မှာဒါတွေကဘယ်လိုအသုံးချတယ်လဲဒီလိုမျိုးနဲ့ကျွန်တော်တို့စာလုံးကျင်စိတ်ဖြစ်လာအောင်ဆွဲခေါ်သွားမယ်အဲ့လိုနဲ့စာလုံးရတာအများကြီးအဆင်ပြေလာလိမ့်မယ်တစ်ဖက်ကလည်းသူတို့စာတွေမှတ်တဲ့အခါမှာဘလို့မှတ်ရင်တော့ပိုပြီးထိရောက်တယ်အဲ့တော့ဒီလိုမှတ်ဆိုပြီးတော့မှကျွန်တော်ဒီတိတ်ပံနီးကြပါတော့စာလုံးနည်းကြီးကျွန်တော်ဒီ channel မှာတင်ထားပေးခဲ့တဲ့စာလေးလာနည်းတွေကိုအသုံးပြုပြီးတော့မှကလေးတွေကိုအမှတ်အများဆုံးရအောင်လို့ကျွန်တော်တို့ train မယ်ဆိုပြီးတော့မှတွေးမိရပေါ့နော်ဘာလို့လဲဆိုတော့အမှတ်ကအရေးကြီးတာဒါမှကျွန်တော်တို့အနေနဲ့အမှတ်များတော့မှလိုချင်တဲ့ university ကိုကြိုက်တာရွေးပြီးတော့မှကိုသွားလို့ရမှာဆိုတော့အဲ့လိုမျိုးကျွန်တော်တို့နှစ်ခုပေါ့နော်အမှတ်တည်ရဲ့အရေးပါမှုနဲ့နောက်တစ်ခုကဘာသာရပ်တစ်ခုရဲ့တကယ်အနှစ်သာရပေါ့နော်ဆိုတော့အဲ့နှစ်ခုကြားထဲကကျွန်တော်တို့ level တစ်ခုဆိုပြီးတော့မှကျွန်တော် the 1% အတွက်ကျွန်တော်အတန်ရလာတယ်ပေါ့နော်ဆိုတော့ဒီမှာကျတော့ကျွန်တော်တို့စာသင်ရဲ့ဟာကိုပြင်ဖို့ကောင်းမနေပဲနဲ့စိတ်ဝင်စားဖို့ကောင်းလို့ create လုပ်မယ်ပြီးရင်ဒီ subject ကကျွန်တော်တို့တကယ် nature မှာဘယ်လိုနေရာတွေမှာအသုံးပြုနေတယ်လဲဒါတွေကကျွန်တော်တို့အနာဂတ်မှာဘယ်လိုမျိုးအသုံးချရမှာလဲဆိုတော့ life insight တွေနဲ့သွားမယ်အဲ့လိုနဲ့စားလို့ရတဲ့ဟာကိုတကယ်သဘောကျလာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ all question တွေမိကုန်းဟောင်းတွေ exercise တွေနဲ့ကျွန်တော်အမှတ်ကိုတက်လာအောင်လို့ဆွဲခေါ်ပြီးတော့မှကျွန်တော် better learning စာလေးလာနည်းတွေကိုအသုံးချပြီးတော့မှကျွန်တော်ကလေးတွေရဲ့အမှတ်ကိုတက်လာအောင်လို့တစ်ချက်ကုတ်သုံးချက်ပြတ်ပေါ့နော်လေ့ကျင့်ပြီးသားဖြစ်လာအောင်လို့ train ပေးမယ်ဆိုပြီးတော့မှကျွန်တော် the 1% အတွက် idea ရလာတယ်ပေါ့နော်ဆိုတော့ဒီစကားတွေကိုကြည့်ဦးတယ်ဆိုရင်တော့သိကြမှာပေါ့နော်ကျွန်တော်ကလည်း the 1% ကိုဒီဟာတွေထဲကအတိုင်းပဲ passionate learning ဘက်ကိုဦးတည်ပြီးတော့မှဆွဲခေါ်သွားရည်ရွယ်ထားပါတယ် okay ဗီဒီယိုရဲ့ဒုတိယအပိုင်းကတော့ the 1% အတန်းမိတ်ဆက်ပေါ့နော်ကျွန်တော်ဒီမှာ the 1% ဘသူတွေအတွက်လဲဒီမှာစဘလို့တင်ပါလဲပြီးတော့ကျွန်တော်အကြောင်းနည်းနည်းပေါ့နော်ဆိုတော့လေးတွေကိုပြပြပေးသွားပါမယ် the 1% ကစိတ်မကောင်းစွာနဲ့ပဲပေါ့နော်ကျွန်တော်အတန်းတွေအကုန်လုံးကိုမတင်နိုင်သေးပါဘူးလောလောဆယ်ကတော့အချိန်ကန့်သတ်ကြောင့်မို့လို့ပေါ့နော်ကျွန်တော် grade 12မှာ chemistry ပေါ့နော်အဲ့ဒီဘာသာတစ်ဘာသာပဲသင်နိုင်ပါသေးရဲ့အဲ့တော့အရင်မျောလင့်ထားလို့ရှိရင်မျောလင့်ချက်ကိုစိတ်မကောင်းစေမိတဲ့အတွက်တောင်းပန်ပါတယ်ကျွန်တော်ရဲ့အချိန်ကန့်သတ်ချက်ကြောင့်မို့လို့လောလောဆယ်ဒီအတန်းတန်းရဲ့တစ်ဘာသာကိုပဲသင်နိုင်ပါသေးရဲ့ပေါ့နော်ဒါပေမဲ့တစ်ဖက်မှာတော့ကျွန်တော်ဒီဗီဒီယိုရဲ့ resource တွေကို public မှာတင်ထားပြီးမှာပါအဲ့တော့စိတ်ဝင်စားရဆိုရင် channel တွေကို join ပြီးတော့မှဘာလို့မဆိုဝင်ပြီးတော့မှကြည့်လို့ရပါတယ်နောက်တစ်ခုကတော့ the 1% မှာစဘလို့တင်ပါလဲပေါ့နော်ကျွန်တော်ဗီဒီယိုရဲ့အစမှာပြောခဲ့တဲ့အတိုင်းပဲအကြောင်းသားတွေမှာအဓိကကြုံတွေ့ရတဲ့ခက်ခဲ3ခုရှိတယ်တင်တဲ့စာကိုနားမလည်တာရယ်နားလည်တဲ့စာကိုကြက်ဖို့ခက်တာရယ်ကြက်ထားတဲ့စာမေ့ပြီးတော့မှရိုးသွားတာရယ်ဆိုပြီးတော့မှ3ခုရှိရပေါ့နော်ဆိုတော့ the 1% ကဒီအခက်ခဲ3ခုလုံးကိုအလွယ်တကူဖြည့်ရှင်းပေးထားဖို့ရည်ရွယ်ထားပါတယ်တကယ်တော့ the 1% က application တစ်ခုဖြစ်လာမှာပါကျွန်တော်တို့ Android phone တွေမှာရော iOS phone တွေမှာရောဒီ application မှာကျွန်တော်တို့စာလေးလာလို့ရမယ်ပေါ့နော်ဆိုတော့ the 1% ရဲ့စာလေးလာလို့ရတဲ့ပုံစံကခုနကအခက်အခဲ3မျိုးကိုဖြည့်ရှင်းပေးသွားမယ်ကျွန်တော်ရဲ့ learning system မှာပါတဲ့
video တွေကပေါ့နော်ကျွန်တော်ចောင်းသားတွေကိုနားလည်ရလွယ်အောင်စိတ်ဝင်စားလာအောင်လို့ကျွန်တော် visual တွေ animation တွေနဲ့စာရှင်းပြပေးထားပြီးတော့မှចောင်းသားတွေစာကိုစိတ်ဝင်စားလာအောင်ဆွဲခေါ်ပေးသွားမယ်ဆိုတော့ဒါဆိုရင်နားလည်မှုအပိုင်းဖြည့်ရှင်းမိတာဖြစ်သွားမယ်အဲ့ဒါပြီးရင်ကျွန်တော်တို့စာကြက်မှတ်ဖို့အတွက်ပေါ့နော်ကျွန်တော်ကိုယ်တိုင်ဒီ Medellani နီလန်းနေနဲ့စာတွေကိုဘယ်လိုမှတ်ရမလဲဘယ်လိုကြက်ရမလဲဆိုတဲ့ဟာတွေနဲ့တွဲပြီးတော့မှသင်ထားပေးမယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ခေါင်းတွေကိုထည့်တဲ့အစိမ်ကိုလည်းအဆင်ပြေသွားမယ်နောက်ဆုံးစာရသွားပြီဆိုလို့ရှိရင်လည်းအကြောင်းသားတွေစာရောတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးစာရောတဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်ကျွန်တော် memory system တစ်ခုကိုစောက်ပေးထားတယ် memory system ဆိုတာကတော့ကိုယ့်ရဲ့အုံနောက်ကိုကိုယ့်ရဲ့မျက်စိနဲ့ဒီ application ပေါ်မှာမြင်လို့ရအောင်လို့လုပ်ပေးထားတာပေါ့နော်ဆိုတော့ application ကိုဖွင့်လိုက်ပြီဆိုလို့ရှိရင် memory တစ်ခုကိုမြင်ရမယ်အဲ့ဒီ memory မှာကိုကဘယ်အပိုင်းကတော့စာမေ့ဖို့ဒီကတ်နေပြီအပြန်ကြည့်တင်နေပြီပြန်လှုပ်တင်နေပြီဘယ်အပိုင်းကတော့ကိုအားတာတဲ့အပိုင်းဆာရနေတဲ့အပိုင်းစသဖြင့်အဲ့လိုမျိုးကြပေးနိုင်မဲ့ system တစ်ခုကိုကျွန်တော်ဆောက်လုပ်ပေးထားတယ်အဲ့တော့ဒီ memory ပေါ်မှာ modi ပြီးတော့မှကျွန်တော်တို့ရဲ့ exercise တွေကိုလေ့ကျင့်လို့ရမယ် O question တွေကိုလေ့ကျင့်လို့ရမယ်ဆိုတော့ O question ဆိုလို့ရှိရင်လည်းကျွန်တော်သက်ဆိုင်ရာသင်ခန်းစာအလိုက်မိကုန်းဟောင်းတွေအကုန်စုံအောင်ထည့်ထားပေးထားမယ်ဆိုတော့ဒီပေါ်မှာကျွန်တော်လေ့ကျင့်မှုတွေလုပ်တယ်ဆိုလို့ရှိရင်အမှတ်တွေကိုဆွဲတင်လို့ရမယ်အဲ့ဒါဆိုလို့ရှိရင်စာကိုနားလေတဲ့အပိုင်းစာကြက်မှတ်တဲ့အပိုင်းနဲ့ကြက်မှတ်ပြီးတဲ့စာကိုမမိအောင်ပြန်နှွှေးတဲ့အပိုင်းဆိုတော့ဒီအပိုင်း၃ခုကိုthe 1% application ကဖြည့်ရှင်းပေးသွားမယ်ပေါ့နော်ဆိုတော့လောလောဆယ်ကတော့ application ကကျွန်တော်ရေးနေသေးပေါ့နော်90%အထိပြီးသွားပြီဆိုတော့အပြီးအထိကိုမဆောက်နိုင်လို့ကျွန်တော်စာရင်သင်ကျင်လို့ပေါ့နော်ဆိုတော့ class ကိုအရင်လုပ်ဖြစ်တာအခုကတော့ကျွန်တော်သင်ခန်းစာတွေကို Telegram group မှာပေါ့နော်ကျွန်တော် video တွေ upload လုပ်ထားပေးမယ်ဆိုတော့ public တင်ထားပေးတာဖြစ်တဲ့အတွက်ဘယ်သူမှဆို join ပြီးတော့မှကြည့်လို့ရမယ်ဆိုတော့ကျွန်တော် Telegram link ကိုလည်းကျွန်တော် description မှာချထားပေးထားမယ်ပေါ့နော်ဆိုတော့အဲ့ group ထဲမှာကျွန်တော် video တွေကိုတင်သွားပေးမှာဆိုတော့ video လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ effort တွေက community ကိုတထောက်တည်းနေရာနေချိုးပြမဲ့လို့မျှော်လင့်ပါတယ်ကျွန်တော်တို့အတန်းမှာပြန်ဆုံးမယ်